ကြီးဘိုးရမေးနေတယ်ဒီရွာမှာဂျပန်တွေကိုတော်လန်နေတဲ့ကောင်တွေရှိလားတဲ့မင်းအဓိပ္ပာယ်မှာရှိတာလေမေးမနေနဲ့မင်းဒီရွာမှာနေလာခဲ့တာညှိုးကြည့်လိုက်လားကွာမင်းဟာလူစိတ်ပြောင်းနေတယ်အရင်အဆိုင်တရိစ္ဆာန်တစ်ခေါက်ပဲပဲတကောင်ဒီရွာမှာဂျပန်ကိုတော်လှန်မဲ့လူတကယ်ရှိမရှိမသိကျင်တာလား ငါသိချင်တာမဟုတ်ဘိုးရသိချင်ဘာလဲရောမင်းသိလို့လားသိရင်ပြောစမ်း ကောင်းပြီဒါဆိုရင်တော့ငါစိတ်မကောင်းစွာနဲ့ပဲမင်းကိုလမ်းညွှန်ပေးရတော့မှာပေါ့ရှိရဒီရွာမှာဂျပန်ကိုတော်လှန်မှုလက်နက်တွေစုထားတဲ့နေရာရှိတယ်အဲ့နေရာမင်းတငယ်ချင်းဖိုးတည်ရထမ်းတော်ထဲမှာဟုတ်တယ်ဟဲ့မင်းမဟုတ်တာတွေမပြောနဲ့မင်းခွဲစကားမပြောနဲ့ဖိုးတဲ့ကအဲ့လိုကောင်မျိုးမဟုတ်ဘူးကွာ ငါပြောရမင်းဝင်မင်းဂျပန်တွေကိုခေါ်ပြီးသွားကြည့်လိုက်ပေါ့ကွာအေးငါသွားကြည့်ငါတငယ်ချင်းကိုငါယုံနေရမင်းပြောတာမဟုတ်လို့ရတော့ကွာမင်းသိဖို့ပြင်တာ